တော့အဲ့ဒါ8ကတော့ဆိုလိုနဲ့ short circuit ပေါ့နော်အဲ့ဆိုလိုနဲ့ short ရတဲ့ဖြစ်တဲ့ဆိုလိုနဲ့ဒီမှာ short ကျိုးတွေပူးနေရလားနော်အဲ့ဒါရင်စစ်ရမယ်နောက်ဆုံးဒီဟာကိုဆော့ကောက်ဖြုတ်ထားလိုက်ဖြုတ်ထားပြီးဘုတ်ကြီးပဲစမ်းကြည့်လိုက်ဘုတ်ကြီးပဲစမ်းလို့အဲ့ဒါပျောက်သွားဆိုတာဒါဆိုလိုနဲ့မှ short ရှိတယ်နော်ဆိုလိုက်ကျိုးတွေပူးတာဖြစ်လိမ့်မယ်တကယ်မဟုတ်ဒီတိုင်းကိုဘုတ်တိုင်းကိုပဲထပ်ပြီးတော့တက်နေသေးတယ်တက်နေသေးတော့ဒါဘုတ်ကိုစစ်ရမယ်နော်အခုဒီကောင်းမှာစစ်တဲ့ဟာကြတော့ရှော့နဲ့ပတ်သက်တာဘာမှမတွေ့ဘူးလည်းမပြတ်ဘူးနော်ဟို FPD အောက်က FPD လည်းဘာမှမဖြစ်ဘူးသူ့ကိုတွေ့တာဘာတွေ့ရလဲဒီကောင်နဲ့ပင်တပင်ကနောက်ကိုနည်းနည်းရောက်လေနေအောင်လို့အဲ့တော့ဘာဖြစ်တော့ဘိုးကပုံမှန်ဒီကက်ပြားကိုမရောက်ဘူးနော်ဒီကက်ပြားမရောက်တော့အဲ့ရနေပြန်လွတ်တဲ့ဆိုနိုင်ပြန်လွတ်တဲ့နေမှာဘိုးတွေကမမှန်တော့အဲ့ကောင်ဒီ808အဲ့ဒါတက်တာဒီကျိုးနော်ပင်လွတ်တယ်